ခင်ရဲ့ဘန်ကောက်ရဲ့လမ်းမတွေအောက်မှာကားတွေရထားတွေထက်ပိုပြီးအားကောင်းတဲ့လျှို့ဝှက်ကဘာကြီးတစ်ခုရှိနေရခင်သေးလားအဲ့ဒါကတော့မြို့တော်ကြီးရဲ့ရေစိုးထုတ်စနစ်နဲ့ရေနုတ်မြောင်းကွန်ရက်ကြီးပါတယ်ဒီစနစ်ကအုတ်ခဲနဲ့ပိုက်လုံးတွေထက်ပိုပါတယ်သူကဘန်ကောက်ရဲ့ရှင်ထန်မှုကိုထိမ့်ညှိပေးနေတဲ့နှလုံးခုန်တန်တစ်ခုလိုပါတယ်မြောက်ပါဆောင် Camling ဆိုတဲ့တဘာဝအသိနဲ့နီးပညာဘန်ကောက်ရဲ့ရေထိန်းစနစ်မှာအနှစ်သာရအရှိရှိုးကမြောက်ပါဆောင်လို့ခေါ်တဲ့အသွေးခေါ်ပါတယ်မြောက်တွေကအစာစားတဲ့အခါဘားဆောင်ထဲမှာခဏငုံထားပြီးမှဖြည်းဖြည်းချင်းမျိုးချတယ်လို့မျိုးဒီစနစ်ကလည်းမိုးတဲထန်လာတဲ့အခါရေတွေကိုမြို့ထဲမှာအတင်းစီးခိုင်းမဲ့အစားအေယာမှရေလောင်ကန်ကြီးတွေထဲမှာခက်ထထိန်ထားပေးပါတယ်ဒါဟာယူပဗေဒသဘောအရရေရစ်ဖိအားနဲ့စီးစင်းနှုန်းကိုထိန်းချုပ်လိုက်တာဖြစ်လို့လမ်းမတွေပေါ်မှာရေရှမ်းပြီးတဲယူပို့ဆောင်ရေးရက်တန့်သွားတာမျိုးမဖြစ်အောင်ကာကွယ်ပေးထားတာပေါ့မြေအောက်ကအေယာမှတာမဏိနဂါကြီးများဘန်ကောက်ရဲ့မြေအောက်နက်နက်မှာလူတရက်မကကျဲတဲ့အေယာမှရေနုတ်မြောင်းကြီးတွေရှိပါတယ်ဒါတွေကတာမန်ရေမြောင်းတွေမဟုတ်ပဲအချင်း9မီတာလောက်အထိရှိတဲ့မြေအောက်အမြန်လမ်းမကြီးတွေလိုပါတယ်ကုန်းပေါ်မှာကားတွေပိတ်နေချိန်မှာဒီမြေအောက်လွှိုင်ကူကြီးတွေထဲမှာတော့ရေတွေကတနာရီကိုကူပါမီတာတန်းပေါင်းများစွာနဲ့ပင်လယ်ထဲကိုအရှိန်အဟုန်နဲ့ပြေးနေကြတာပါဒီစနစ်ကသာမရှိရင်ခင်သွားခြင်းနဲ့ Science Paragon တို့စုခုမွတ်တို့ဆိုလားရေအောက်ရောက်နေတဲ့ကျွန်းစုလေးတွေဖြစ်နေမှာပါရေချောင်းခရီးစဉ်ရဲ့လျှို့ဝှက်စပယ်ရဘန်ကောက်ရဲ့တူးမြောင်းလွဲရမြို့ကန်ဒီအတွက်အရင်အရေးပါတဲ့တည်ယူပို့ဆောင်ရေးပါဒီလွဲတွေပုံမှန်ပြေးဆွဲနိုင်ဖို့ဆိုတာရေစိုးမြောင်းစနစ်ရဲ့ရေမြင့်နှပြင်ထိန်းကြီးမှုပေါ်မှာလုံးဝမူတည်နေပါတယ်ရေနှုတ်မြောင်းစနစ်ကတူးမြောင်းထဲမှာရေအရန်များမလာအောင်တရားတွေနဲ့လွေကောင်းမိုးတွေမတိုက်မိအောင်နဲ့ရေအရန်မနှဲသွားအောင်လွေတွေရွှင်တင်မနေအောင်အမြဲတမ်းစောင့်ကြည့်ထိန်းကြီးပေးနေရတာပါဒါကြောင့်ဒီစနစ်ဟာလွေကြီးခီးစဉ်တောင်းပေါင်းများစွာအတွက်အတန်တိတ်ရန်ထိန်းရေးလို့ပြောလို့ရပါတယ်မြို့ပြရဲ့ကြောက်ကတ်နဲ့စိန်လန်တော်အနာဂတ်ရေစိုးရီကိုဒီတိုင်းစွန့်ပစ်မဲ့အစားတန့်စင်စက်ယုံနေစီပို့ဆောင်ပေးတဲ့စနစ်ကမြို့ရဲ့ကြောက်ကတ်လို့အလုပ်လုပ်ပါတယ်တန့်စင်ဒီသားရေတွေကိုမြို့ထဲမှာပန်းကြံတွေမှာတစ်ပင်ရေလောင်းမှုနဲ့အများသုံးတန့်စင်ခန်းတွေမှာပြန်သုံးဖို့ပံ့ပိုးပေးပါတယ်ဒါဟာဖွံ့ဖြိုးနိုင်ငံသားတအိုးရဲ့အမြင်မှာတော့စက်ဝန်စီဝါရေးကိုလက်တွေ့ကျင့်သုံးနေတာပါရေစိုးကြောင့်အနက်အသက်နဲ့ယောဂါတွေကိုဖယ်ရှားပေးရတော့တယ်မကဘူးမြို့တော်ကြီးကိုပိုပြီးစိမ့်လန်းဆိုးပြေးလာအောင်တေယူပို့ဆောင်ရေးလမ်းကြောင်းတွေတခြားမှာအကျိုးပြုနေတာပါခင်ရဲ့ဘန်ကောက်မှာကားပိတ်လို့လွေပြောင်းစီးတဲ့အခါဒါမှမဟုတ်မူးရွံနေချိန်မှာလမ်းမတွေပေါ်မှာရေမတက်တာကိုတွေ့တဲ့အခါဒီမြေအောက်ကငကားကြီးတွေရဲ့ကျူးစားမှုကိုသတိရလိုက်ပါနော်သူတို့ကခင်းရခီးစင်တွေကိုအနောက်ရှက်မရှိစေဖို့မြေအောက်ကနေတိတ်တိတ်ဆိတ်ဆိတ်ကာကွယ်နေတာပါဘန်ကောက်ရဲ့ဒီလိုမြေအောက်နီးပညာတွေအကြောင်းကြားရတာခင်အတွက်စိတ်ဝင်စားဖို့ကောင်းရဲ့လားတခြားဘလို့မျိုးကလာလျှို့ဝှက်ချက်တွေကိုကိုယ့်ကိုပြောပြခိုင်းခြင်းအောင်မလဲ